အားလုံးပဲမင်္ဂလာပါ AMD Game Shop နေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးဒီမှာတော့ကျွန်တော်ကမနက်ဖြန်ဆိုလို့ရှိရင်လာတော့မယ် Neo V Skin တွေရဲ့ဂုံးစင် event အကြောင်းကိုကျွန်တော်အနေနဲ့ပြောပြသွားပေးမယ် Neo V Skin တွေဆိုတာပါလေ Neo V Skin တွေဆိုတာဘယ်လိုမျိုးလဲဘယ်နှခုထိရှိလဲဆိုတာတွေစတာတွေကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ Neo V Skin တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင် Neo V Skin တွေကလက်ရှိစုစုပေါင်း5ခုထိရှိလာပြီဖြစ်ပြီးတော့ဒီ Zori Skin တွေကိုအခြေခံပြီးတော့ထုတ်ထားဖြစ်ပါတယ်ပထမဆုံး Skin နှစ်ခုအနေနဲ့က Freddy နဲ့ Lilia ထွက်ခဲ့တာဖြစ်ပြီးတော့ကြားနဲ့ယုံနှစ်တွေလည်းထွက်ရှိခဲ့တာဖြစ်ပါတယ်အခုနောက်တစ်ထွက်ရှိလာတဲ့ Skin တွေကတော့မွေရဲကြက်ရဲငကားနှစ်တွေအတွက်ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ okay ကျွန်တော်တို့ event အကြောင်းကြည့်လိုက်ကြအောင်ဗျာ event အကြောင်းကြည့်မယ်ဆိုလို့ရှိရင် 1 draw ဆိုလို့ရှိရင် diamond 50 သုံးပြီးတော့လက်ရတယ်10 draw ဆိုလို့ရှိရင် diamond 900 သုံးပြီးတော့လက်ရတယ်10 draw အတွက်10ရာခိုင်နှုန်း short သေးရှိလို့1 draw အတွက်နေ့စဉ်50ရာခိုင်နှုန်း short သေးလည်းရှိပါသေးတယ် event short ထဲမှာဆိုလို့ရှိရင်အရင်တော့ထွက်ရှိခဲ့တဲ့ Lilia နဲ့ Freddy Skin တွေကိုပြန်လည်ပါဝင်လာတာဖြစ်ပြီးတော့ event Skin တွေကိုတော့ coin 1200နဲ့လဲရမှာဖြစ်ပါတယ်တခြားတော့ Skin effect တွေ recall effect တွေဘာတွေကလည်းတော်တော်ကြီးကိုလှတယ်အားလုံးတကြရတာ helicopter recall effect ကြီးကလည်းတကယ်ကိုလှပါတယ်ဗျာဆိုတော့ဒီလိုမျိုး recall effect တွေကိုလည်း event coin 300 225 150စတဲ့အသီးသီးနဲ့လဲလို့ရရည်တယ် emote အမိုက်စားလေးတွေလည်းပါရည်ရဆိုတော့တော်တော်လေးကိုဒီ event တွေမှာ color လေးလဲဆိုတောက်ပြီးတော့လှတယ်လို့တော့ပြောလို့ရတယ်ဒါအပြင် hero တွေဘာတွေမရှိဘူးဆိုလို့လည်းလဲလို့ရတယ် triangle လည်းလဲလို့ရပါတယ်ဆိုတော့ဒီ event အနေနဲ့ event coin တွေကိုဘယ်လိုဂုဏ်စရမလဲကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ် event coin တွေဂုဏ်စဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့မနေ့ပြန်မှာဆိုလို့ရှိရင် recheck event လာတော့မယ် recheck event လာတဲ့ခါကျလို့ရှိရင်စုစုပေါင်း diamond 250ထည့်ပြီးတော့250 3ပေးရုံနဲ့ free 3 game အနေနဲ့ကတော့29ခုထိရမယ်ဗျာ phase 1ကမနေ့ပြန်19ရက်နေ့ကနေစမှာဖြစ်ပြီးတော့ phase 2အနေနဲ့ကတော့ထပ်လာအောင်မယ်စုစုပေါင်း phase 2ခါပေါင်းတဲ့ခါကြလို့ရှိရင် free 3 game 88ခါထိရမယ် event second တကောင်ရဖို့ဆိုလို့ရှိရင် free 3 game draw 120ထိလက်ရမှာဆိုတော့စုစုပေါင်းကြံတဲ့ဟာတွေကို daily draw နဲ့လက်သွားမယ်ဆိုလို့ရှိရင် event second တခုရဖို့အတွက်အများကြီးတုံးရမလို့ပါဘူးပြီးတော့နောက်တစ်ခုရှိတာ recheck diamond 2500ထည့်မယ်ဆိုလို့ရှိရင် free 3 game 20ပါထည့်ရအောင်မယ်ဆိုတော့ကဲတကယ်ကုန်းစင်းမဲ့ brother တွေအတွက်ကတော့ diamond တွေကိုစိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ AMD Game Shop ရှိနေပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ် see you guys